Digital marketing ဆိုတာခလုံးနှိပ်တဲ့ယုံ AI မှာမေးခွန်းတွေမေးတဲ့ယုံနဲ့မိမိရဲ့ brand ပိုအောင်မြင်လာတာဒါမှမဟုတ်ဝင်ငွေတွေပိုတိုးလာတာမျိုးတွေဖြစ်လာမှာမဟုတ်ပါဘူး Digital marketing လေ့လာတဲ့အခါမှာဒီအချက်၃ချက်လုံးကိုစုံအောင်လေ့လာဖို့လိုပါတယ်နံပါတ်1အချက်ကတော့ platform တွေ tool တွေရဲ့ setting တွေကိုစုံလင်းလင်းတက်ကြွဖို့လိုတယ်ဒီ platform setting တွေကျွမ်းကျင်မှဒါလက်တွေ့မှာလုပ်တဲ့အခါမှာပေါ့နော်နှံ့ဆက်လုပ်တတ်မှာနံပါတ်2ကတော့ strategy ကိုနည်းနည်းသိဖို့လိုပါတယ် strategy ရှိမှသာမှန်ကန်တဲ့ direction ကိုယ့်ရဲ့လုပ်ငန်းရဲ့ revenue နဲ့ growth ကိုတိုးတက်စေမှာပါနောက်တစ်ခုကတော့ system ပေါ့နော် system ဆိုတော့ကိုလုပ်ရမယ့်အလုပ်တွေဥပမာ content plan တွေပြီးရင် digital marketing funnel တွေကိုဘယ်အချိန်မှာလုပ်ရမယ်ဘယ်လောက်တိုးရမယ်စတဲ့ system ရှိမှသာလုပ်ငန်းကိုတိုးချဲ့တာမျိုးတွေစဉ်ဆက်မပြတ်လုပ်တာမျိုးတွေလုပ်နိုင်မှာခုနပြောခဲ့လို့ပေါ့နော် AI ကိုသုံးတတ်တဲ့သူတွေရှိပါလေရဲ့ဒီကိုယ့်ရဲ့ brand ကပို့ပြီးတော့နာမည်ကြီးလာတာဒါမှမဟုတ်ရင်လေrevenue ပေါ့နော်ဝင်ငွေပိုတိုးလာတာတွေမဖြစ်ကြဘူးဘာကြောင့်လဲဆိုတော့ AI ကသုံးတတ်ပေမဲ့ဘယ်နေရာမှာ AI ကိုအသုံးချရမလဲဘယ် system နဲ့ဘယ် strategy တွေမှာအသုံးချရမလဲမသိလို့ပါကျွန်တော်တို့ digital fit မှာဆိုရင်တော့ဒီပေါ့နော် tool တွေ platform တွေတီးတက်သုံးနည်းကိုပဲဦးစားပေးတာမျိုးမဟုတ်ဘဲねပေါ့နော် brand တစ်ခုကိုဘယ်လိုတည်ဆောက်ရမလဲ revenue တွေဝင်ငွေတွေတိုးလာအောင်ဘယ်လိုစနစ်ကျလုပ်ရမလဲစတာတွေကိုအရင်ဆုံးကျွန်တော်တို့မျှဝေလေးရှိတယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ system thinking တွေ conceptual thinking တွေပါပြီးတော့မှ digital marketing တွေကိုဘယ်လိုထိရောက်အောင်သုံးချမလဲဆိုတာကိုနောက်ထပ်ဗီဒီယိုလေးတွေမှာတစ်ချက်ချင်းမျှဝေသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေး Facebook page လေးကို follow ထားနိုင်ပါတယ်